အဲ့တော့မင်းကကားပေါ်မှာကြံခဲ့တဲ့ဘောင်းမီအဲ့ဒါပြန်လာယုံဒါကြောင့်ငါမိမမင်းနဲ့ငါနဲ့ကိစ္စကိုရိပ်မိပါအောင်ဟုတ်တယ်မင်းမစော်မရှိလားမင်းရတယ်ပလိန်ပါလားဟာငါမှစော်နေတော့ရှိတယ်ကွာဟေးခေါ်လေ69နိုင်တော့လေကောင်းတာဗောပြီးတော့မှနော်မနိုင်တော့မှလေအဖေကယ်ပါတော့မလုပ်နဲ့ A few moments later. ဟာဘယ်တော့ဟောခုတော့ကိုကြီးကွာပြောခေါ်လိုက်နေဖေဟမ်မင်းရလေကဲစိုးစမ်းပါဦးဘာဖြစ်လဲဒီမှာကွာငါကောင်မလေးငါ့ကိုရစ်နေလို့သူ့ public နဲ့ချတွဲပေးတဲ့တွဲပေးလိုက်လေ public ဟာမဖြစ်ဘူးဟာငါနောက်ပြီးစားငါ့ကိုတတ်မှာဗောဝါမင်းကခုကူကြီးကွာငါမျိုးငါကောင်မလေးနဲ့မိတ်ဆက်ပေးတယ်ငါတငယ်ချင်းတွေကိုသူ့ကြောင်ခဏခဏချီချူကြောင်ပြောပေး何ရတယ်ကိုကြီးတွင်းဟေးကျေးဇူးပဲဗောနော် The next day. အခုဒီပြည်နေပြီလားကိုချစ်သုံးတဲ့ငယ်ချင်းနဲ့မိတ်ဆက်ပေးကြတယ်ကွာကိုချစ်ကိုတွေ့ရကိုကြောက်ကိုတွေ့ရမဟုတ်ပါဘူးသိဆိုးပြီတော့နော်ဒီမှာပဲပြောစပီကာဖွင့်လားအေးဝတ်တန်ပြောအဲ့တော့မင်းကကားပေါ်မှာကြံခဲ့တဲ့ဘောင်းမီအဲ့ဒါပြန်လာယုံဒါကြောင့်ငါမိမမင်းနဲ့ငါနဲ့ကိစ္စကိုရိပ်မိပါအောင်ဟာဟေးဟေးအာဒီကောင်ဟာချစ်လို့မဟုတ်ဘူးကိုရှင်းပြမယ်